နေ့ကညာတိတ်ထားတယ်လာဗန်ဒါကြောက်ချင်ဆက်ပြလေးရပြီနော်အနံလေးကိုမှုေးနေရပဲလာဗန်ဒါအနံလေးနဲ့ကြောက်ချင်ကတော့သူကအနံဆိုးထွက်တဲ့ဘက်တီးရီးယားတွေကိုတတ်တာပေါ့နော်အနံဆိုးထွက်တဲ့ဘက်တီးရီးယားတတ်တယ်ဆိုတော့သူကဒီနွေရာသီမှာကဒီအနံဆိုးတွေကတခြားအချိန်ထက်ပိုဆိုးတယ်ပေါ့သိတဲ့အတိုင်းပဲအဲ့တော့ချွေးထွက်များတဲ့လူတွေအနံဆိုးတွေတာထွက်တော့ကြောက်ချင်ဆက်ပြလေးနဲ့ဆိုရင်ဒါပဲပြောအနံဆိုးထွက်တာတတ်တာမယ်ပေါ့နော်မနေ့တော့ကအယောင်ကနောက်နေတယ်နော်ဖြော်ပြီးကစားမှာပြသေးတယ်နော်အယောင်နောက်ပြီးတော့မြုပ်တွေထွက်နေတယ်ခုအယောင်လေးကြည်သွားပါပြီကြည်သွားပြီဆိုတော့ဒီထဲမှာအလိုဗီယာပေါင်းခန့်ကြီးပေါ့နော်ဟိုက်ဒရိုဆောပါတယ်နောက်ပြီးတော့အောင်မဲညို extract ခေါ်တာပေါ့နော်အောင်မဲညိုကတော့ PG နဲ့စိန်ထားတာအလိုဗီယာကတော့ပေါင်းဝိုးနဲ့ပေါင်းပြီးတော့အငွေ့ကိုယူထားတဲ့ဟာလေးဒီမှာလေးတယောက်ကပြီးလို့အဲ့ဒါလေးတွေလည်းပါတယ်ပေါ့နော်ခုဒီလိုလေးပါဟိုကမှလည်းဘူးလေးတကူထည့်ထားတယ်เนาะအဲ့လိုလေးလာပြီးတော့ပြတာပါ before and after เนาะ